ဦးချူဝါခင်ဗျာကိုဘောတဲ့ဟုတ်ကဲ့ဒီတစ်ခေါက်သမီးကနှစ်ကိုယ်တစ်စိတ်ဒီလုံးလေးကိုတိပြပါအောင်မယ်ရှင်ဘာပြောလဲနှစ်ကိုတစ်စိတ်ဆိုတာညီသားမောင်နေဘလို့တီးမှမို့နှစ်ကိုတစ်စိတ်လို့ခေါ်တာလေတို့ကြားကိုစိတ်တစ်စိတ်တည်းထားတီးပါပါအော်လူကနှစ်ကိုစိတ်ကတစ်စိတ်တည်းတီးမှာကဲဒါသုံးတဲ့တကူကတော့သမီးတို့ပဲနောက်တိတကူကဘလူးနောက်တစ်ယောက်ကဘလူးတော့နောက်တစ်ကူကသမီးမမပါအော်မမနဲ့နှစ်ကိုတစ်စိတ်တီးမှာနေဟုတ်မှလည်းလုံတော့ဟုတ်မှလည်းလုံပါလို့ပရိသတ်ကအများကြီးမဟုတ်ဘဲနဲ့ဆိုငါရှက်တယ်ဗျာဟုတ်တယ်သမီးတို့အထင်သေးတာပေါ့အထင်သေးတယ်လေမယုံရင်မမကိုခေါ်လိုက်မမကိုခေါ်ရမှာဩရွှေတက်ဆန်ခေါ်ဟိုင်းတာဩရွှေတက်ဆန်မမရွှေတက်ဆန်နဲ့ဟလာဂီတမလေးသွင်းရွှေရဲ့နှစ်ကိုတစ်စိတ်တီးမှာမဟုတ်ဒီတော့ဆိုင်မင်းသမီးကျော်လေးရွှေတက်ဆန်ခင်ဗျာဆိုင်ဝိုင်းတွင်တို့ဒီခုပဲကြော်ပါခင်ဗျာဒီခုပဲကြော်ပါခင်ဗျာဟုတ်မှလည်းလုံးပြန်နှစ်ကိုတစ်စိတ်ကနှစ်ကိုတွေဟုတ်မှလည်းလုံးပြန်အများကြီးငါတို့ဆွတ်တယ်ဗျဟိုတယောက်ကလည်းရမ်းခေါ်တာဒီတယောက်ကလည်းရမ်းဝင်လာတာတော့နဲ့ဦးချင်ဝိုင်းဘာတော့ကိုပေါ်တဲ့ရောသမီးတို့ကနှစ်ကိုတစ်စိတ်ဒီလုံးတီးမလို့ရှင်နှစ်ကိုတစ်စိတ်ဒီလုံးဟုတ်တယ်တေချာမှလုံးကြတော့နဲ့နှစ်ကိုတစ်စိတ်နှစ်ကိုတစ်စိတ်ဒီကနှစ်ကိုတစ်စိတ်ဆိုနင်တို့နှစ်ယောက်ကဘယ်လိုခန္ဓာကိုယ်အမူအရာနိုးနဲ့တီးမှာတော့ပြောဟုတ်တယ်သမီးညီမလေးသွန်းရွှေကြီးကဘယ်ဘက်လက်ကနေတီးမယ်သမီးရွှေတက်ဆန်ကညာဘက်လက်ကနေတီးမှာသွန်းရွှေကြီးကဘယ်ဘက်လက်ကသမီးရွှေတက်ဆန်ကညာဘက်လက်ကညာဘက်ကဲအဲ့ဒါဆိုလို့ရှိရင်နင်တို့ပိဋကတ်ကဆိုင်းဝမ်းကြီးနဲ့ပွဲနေတဲ့အခါကျတော့မမြင်ရပဲနေပဲလိမ့်နေတယ်ထင်နေလိမ့်မယ်ဟုတ်တယ်နင်တို့အဲ့ဒီတော့လက်နှစ်ဘက်မြောက်တာကျန်တဲ့လက်တစ်ဘက်ကတယောက်တစ်ဘက်စီမြောက်တာအဲ့လိုကြညောင်းမှာပေါ့ကလေးတွေအဲ့ကြတော့ညောင်းလဲညောင်းမှာကွာတီးရတာလည်းခက်နေလိမ့်မယ်ဟုတ်တယ်ရောတယောက်ပခုံးကိုတယောက်ကဖတ်တာဟုတ်ရင်ဟုတ်ပါကွာဟုတ်တယ်ညီကဒီလက်ဖက်ညီကဒီလက်ဖက်ဟိုလက်ဖက်နဲ့ရင်တွေကိုနောက်ပို့လိုက်ပါတို့ဟောတယ်ရှိတယ်လားဒီကောင်မင်းအတော်လင်းတဲ့ကောင်ဦးချင်ဝိုင်းဘာတော့ကိုပေါ်တဲ့ပြောသမီးတို့ကညီမနှစ်ယောက်နော်လူနှစ်ယောက်ပေါ်မှာစိတ်တစ်စိတ်ထဲအနေနဲ့ဒီမှာရှိဟောလူနှစ်ယောက်ကိုစိတ်တစ်စိတ်ထဲနဲ့ထားပြီးဟုတ်တယ်သမီးတို့ယုံလားအမလေးတို့လက်တွေ့မပြရမယုံတာလက်တွေကိုပြအောင်မဟုတ်ပြီမာတို့ဘာတော့မြင်တဲ့ဘက်နဲ့ကြည့်ငါဒီဘက်ကတိန်ဒီဘက်ကပြက်သူနှစ်ဘက်လုံးမြင်ပါလေဟာနှစ်ဘက်လုံးမြင်တယ်လားနှစ်ဘက်လုံးမြင်ကိုပေါ်တဲ့ရောကြားတဲ့နားနဲ့နားထောင်နော်နှစ်ဘက်လုံးကန်းအာနှစ်ဘက်လုံးကြားပါတယ်နှစ်ဘက်လုံးကဲနှစ်ခုတစ်စိတ်ဒီလုံးဒီမှာဒီလူရှင်တော်တွေကသမီးတို့ကိုအထင်သေးထားတာဟောဒီအောင်ဒုက္ခရွှေမျိုးတော်ကပြိတ္တဆိုတာသမီးတို့နဲ့အခုမှတွေ့ဆုံနေတာလေဟုတ်တယ်ဒါကိုဒီပြိတ္တရှင်မှာသမီးတို့အထင်သေးတာဆိုတော့သမီးတို့ကလည်းလက်တွေ့ကိုပြအောင်မလက်တွေ့ပြရင်ယုံတယ်လက်တွေ့ကိုပြမှာအဲ့ဒါကြောင့်မို့လို့အပြောတွေမများဘဲနဲ့အလုံးနဲ့တက်နေပြအောင်နော်ကဲနားစင်ကြည့်အောင်ရှင်းဟုတ်ရင်ဟုတ်ပါနှစ်ကိုတစ်စိတ်ဒီလိုဆိုတော့မစိုးသလိုပဲနော်ဒီလိုလေးဆိုရင်မစိုးသေးပါဘူးမစိုးသေးပါဘူးလုံနေနဲ့ဒါပထမပိုင်ပဲရှိသေးရနော်ပထမပိုင်ရှိသေးတာပထမပိုင်လေတစ်ခါတော့ပြန်ကြည့်ကြအောင်နော်ပြန်ကြည့်စမ်းပြန်တယ်နှစ်ကိုတစ်စိတ်ပေါင်းလိုက်တဲ့ခရမ်းသီးနဲ့ကွာကလေးတွေတီးတယ်လက်တံပြောတာအဲ့ဒီတော့ခရမ်းသီးနဲ့စားလိုက်ရတယ်လို့ဘိုးကလက်တံကနားထောင်ကောင်းတာငါကြီးကြဖို့ချောင်းနေတာငါလည်းငါကြိုက်တာပြောရတာဟိုကကိုလည်းကိုအာယုံပေါ်တာပြောရတာဒုတိယပိုင်းလေးသွားကြည့်အောင်နော်ဒုတိယပိုင်းနှစ်ကိုတစ်စိတ်ဟုတ်ကဲ့ဟာဝင်ရကြော်ကြီးငါစူးချခြင်းတာ
ပတ်စံမပါလို့ လာပြီနောက်မှလာပြီနောက်မှ လာပြီလာပြီလာပြီ ကလေးတွေမိမိတို့ရေ လာပါပြီ အော်မိတ်ကတန်တန်ပါခင်ဗျာမိတ်ကတန်တန်ကနေသမီးလေးတို့အားနော်တယောက်1000စီစုကြတယ်တန်တန်ရင်နောက်ကဝိုင်းဝိုင်းတို့တစ်တစ်တို့လည်းပါသေးတယ်နော်တို့လည်းပြစ်မထားနဲ့တို့လည်းပြစ်မထားနဲ့ ဦးရှင်ဝိုင်း ဟေး ပါတဲ့ ဟေးနေဦးနေဦးနဲ့စကားမပြောရသေးဘူးခဏလေးဦးဟေးတို့လည်းရပါပြီရပါပြီ ထောင်ခေါ်ရာခေါ်တောင်းခေါ်သိန်းခေါ် ဘာတော့ ဒါနှစ်ခုတစ်စိဒီလုံးတီးသွားတာနော် နှစ်ကိုယ်တသိဒီလုံး လူရှင်တော်တွေကသမီးတို့ကိုမယုံတာအထင်သိထားတာလေ ထင်သေးတယ်လေ လူရှင်တော်တွေကတော့ဘလောက်ပညာတတ်လို့တော့ အောင်မလေးဘာလို့မေးရမလဲမင်းကမေးနေတာ ကဲဒါတော့ပြန်ကြည့်ကြအောင်နော်နှစ်ခုတစ်စိဒီလုံးလေးဖြစ်ပါတယ်ရှင်ဒီတီလုံးလေးအမြင်ကတော့သမီးတို့ဘိုးဘိုးကြီးကိုဟန်ပါတယ်တခိုင်လုံးရွှေဆိုတဲ့တီလုံးလေးဖြစ်ပါတယ် တခိုင်လုံးရွှေ ဒီတီလုံးလေးကိုတီးပြခြင်းအကြောင်းရင်းကတော့သမီးတို့ရဲ့အောင်ဒုက္ခရွှေမျိုးတော်ကြီးရွှေသက်ဆန်နဲ့သွန်းရွှေရောက်တဲ့နေ့ကစပြီးတော့မြေကြီးကနေရွှေသီးပါစေဆိုတဲ့အတိတ်နမိတ်တွေနဲ့တခိုင်လုံးရွှေဆိုတဲ့တီလုံးလေးကိုတီးပြခြင်းဖြစ်ပါတယ် ကောင်းတော့အတိတ်နမိတ် ကောင်းတယ်တို့ နှစ်ခုတစ်စိတီလုံးလေးပေါ့နော်ဒါလေးကိုသမီးတို့ရဲ့ဆရာမျိုးတော်သိန်းတို့ကနေမှတင်ကြပေးထားတာဖြစ်ပါတယ်ရှင်ဒါလေးတစ်ခါတော့ပြန်တီးကြအောင်နော် ကြာကြာကြည့်ပြီလေ ကောင်းတယ်ဗျာ ကောင်းတယ်ကွာဒါတော့မေး လာပြီ ကောင်းတယ်ငွေသီးလေးစက်လို့ဖွဲ့တော်သားတွေပါစုံနေအောင် နဲ့ချောတော့မယ်ဒလင်းနဲ့ တရောပါဟာ မယ်ဒလင်းနဲ့ကတ်ထားတာဘူးအေးဒလဲဒီဟုတ်ပြီလို့ အေးကောင်းတာပဲဒါကြောင့်မို့လဲသူတို့က